ချစ်ကတူတောင်းပေမဲ့မေးဖြောက်ပြဖို့အတွက်ကရမ်းကြလွန်းတယ်။တနေ့မှာလမင်းကြီးကမင်းညမဲကိုခေါ်လိုက်ရင်အံ့ဩမသွားပါနဲ့။ငါသူ့ကိုညတိုင်းမင်းအကြောင်းတွေပဲပြောပြထားတယ်။ငါဘာသာရေးကမ်းဆိုင်သူတယောက်တော့မဟုတ်ဘူး။ဒါပေမဲ့တစ်ခါတလေဖျားသခင်ကငါအတွက်မင်းကိုဖန်ဆင်းပေးထားသလားတော့တွေးမိတယ်။အချစ်ရဲ့အနက်ဒိတ်ပဲကိုငါသိခဲ့တယ်ဆိုရင်တော့အဲ့ဒါမင်းကြောင့်ပဲဖြစ်လိမ့်မယ်။ငါရဲ့စိတ်ဝိညာဉ်နဲ့မင်းနှလုံးသားလေးကိုအမြဲရင့်နှောင်ထားခြင်းနဲ့တစ်စက္ကန့်လေးတောင်မှမျက်လုံးမိတ်ပြီးမမေးဆက်ခြင်းဘူး။မင်းကိုလွမ်းနေမိမဲ့အချိန်တွေကိုငါမလိုချင်လို့နှလုံးသားတစ်ခုကဘလောက်စောက်ကင်ထားနိုင်လဲဆိုတာကိုခုချိန်ထိဘယ်သူမှမတိုင်းတာနိုင်သေးဘူး။ကြပြဆရာတွေတောင်မှပေါ့အချစ်ကမင်းတောက်တစ်ခုဖြစ်မယ်ဆိုရင်မင်းရဲ့နှလုံးသားလေးနှွေးထွေးမလားတောင်ကျွမ်းမလားဆိုတာမင်းကြိုပြောနိုင်ပါမလားနှလုံးသားနှစ်ခုချင်းမိပြီဆိုရင်စကလုံးတွေလိုအပ်ပါဦးမလားအချစ်ကနှိပ်ပံပုံလိုပဲဒါပေမဲ့မရဲလို့လဲနာကျင်စေရနော်